โอเคဒါကလည်းကြတော့အပိုင်း3ပေါ့နော်နောက်ပိတ်ဆုံးလေးကိုသူရင်ပြောရှင်တာကလည်းကြတော့ပေါ့နော်တကယ်မို့ကိုမှပတ်စံလုံလောက်ရှိတယ်ဆိုရင်တော့ပေါ့နော်နိုင်ယိုနဲ့အတုံးပြုဒါမှမဟုတ်ရင်နာယိုအနုနဲ့ပေါ့နော်လောက်အဲ့ဒါကပိုကောင်းတယ်ပေါ့နော်ကိုသူရင်တို့ကလည်းကြတော့ပေါ့နော်အရန်ကြီးဘယ်လိုပြောမလဲပတ်စံအရန်ကြီးမတုံးနိုင်ဘူးပေါ့နော်အရန်ကြီးကိုရတဲ့လာစာနဲ့ပေါ့နော်တော်ရုံတိရုံအတင်းပဲတုံးနိုင်တဲ့အတွက်ကြောင့်မို့ပေါ့နော်စီလီကွန်ပဲတုံးထားတယ်ပေါ့နော်စီလီကွန်ကလည်းပေါ့နော်အန်ဒီရရှိလားဆိုရင်အရန်ကြီးအန်ဒီရရှိတဲ့ထဲလည်းမပါဘူးဘာဖြစ်လို့ဆိုတော့ထိုင်းနဲ့ကန်တနိုင်ငံလုံးလည်းလုံနေကြတာပဲမီနီမီမင်းသားတွေလည်းစီလီကွန်နဲ့တုံးထားတာတွေလည်းအများကြီးပေါ့နော်သူကကလေးကြတော့ပြောရမယ်ဆိုရင်ပေါ့နော်စီလီကွန်ကအန်ဒီရရှိတဲ့လူတွေကဘယ်လိုမျိုးလဲဆိုရင်ပေါ့နော်ဒီနှာခေါင်းလောက်ပြီးသွားလို့ရှိရင်ပေါ့နော်အစားတောက်ချောင်ရတာတွေဒီဆရာဝန်ကပေါ့နော်သူတတ်မှတ်ပြီးသားတယ်ဘယ်နှလအစားတောက်ချောင်ရမယ်ဘယ်လောက်အစားတောက်ချောင်ရမယ်ဘာတွေရှောင်ရမယ်ဘယ်လိုလုပ်ရမလဲဘယ်လိုနေထိုင်ရမလဲဆိုတာကြီးပေါ့နော်ကိုတိတိချာချာဂယူဆိုင်အဲ့လိုမျိုးဂယူဆိုင်တယ်ဆိုရင်ပေါ့နော်ခွဲစိတ်မှုပြီးသွားပြီးချုပ်ယူဖြီးပြီးသွားပြီးတလားလောက်နေပြီးတဲ့ခါကျရင်လို့ရင်တက်လုံးနေလို့ရပြီချိုးစီဒီကိုနေကပေါ့နော်တက်လုံးနေလို့ရတာရှိတယ်ချိုးတွေကလည်း promotion တုံးတာတို့ဘာလို့ဆိုရင်ပေါ့နော်တက်လုံးနေလို့မရတာတွေလည်းရှိတယ်ပေါ့နော်promotion တွေဘာတွေတုံးတဲ့ခါကျရင်စီဒီကိုကအမှားစားဆိုတော့သူကအနည်းဆုံး3နှစ်ကနေ5နှစ်လောက်ပဲပေါ့နော်သူရဲ့တက်တန်ကခံတာတကယ်မို့အယိုးနုလို့ပြော့ပြောင်းတဲ့ဟာတွေဘာတွေကိုတုံးနေဆိုရင်ပေါ့နော်တက်လုံးသေးတဲ့အထိပဲကိုမထုတ်ချင်လဲမထုတ်နဲ့ထုတ်ချင်လဲကိုအသက်ကြီးသွားလို့မလှချင်တော့ဘူးမလို့ချင်တော့ဘူးဆိုရင်လဲထုတ်ပေါ့နော်အဲ့ဒါကလေးကြတော့ကိုသူတွေအကြံပြုရှင်တာရှိုးဘယ်လိုမျိုးတွေအန်ဒီရှိတာလဲဆိုရင်ပေါ့နော်မေးများကြတယ်စီကွန်နဲ့လောက်တာပြီးစီရင်ပေါ့နော်ဒီချွတ်တွေကနှာခေါင်းလက်လောက်တဲ့ခါကျရင်ပေါ့နော်တယောက်နဲ့သွေးသားချင်းမတူကြဘူးသွေးသားချင်းမတူတဲ့ခါကျတော့ပေါ့နော်ဒီစီကွန်ရဲ့အနေထားကတချို့ကအသားပါတာရှိတယ်တည်ကိုယ့်ရဲ့တည်အသားပါတာတချို့တွေကအသားပါတာရှိတယ်တချို့တွေကအသားထူတာရှိတယ်တချို့တွေကဘယ်လိုပြောမလဲနာရန်ကလေအရန်ကြီးပြားပြီးတော့လေအယိုးကြီးတာတွေလည်းရှိတယ်တချို့တွေကအမျိုးရှိကြတယ်ပေါ့နော်အဲကြောင့်မို့ကိုလောက်တဲ့ခါကျရင်ဘယ်လိုမျိုးလုပ်ရင်ကောင်းမလဲဆရာဝန်နဲ့တိုင်ပင်ခိုင်းတာပေါ့နော်အဲဒါကြောင့်မို့ဆရာဝန်ကဘယ်ဆရာဝန်မဆိုပေါ့နော်သူတို့လောက်ပြီးတဲ့ခါကျရင်အကောင်းဆုံးပဲပေးဖြစ်စီရှင်တာရနိုင်လားမရနိုင်လားဆိုတာပေါ့နော်သူတို့ကလောက်ပြီးလို့ရနိုင်လားမရနိုင်လားဆိုတာသူတို့ကပြန်ပြောတယ်ချွတ်တွေကနှာတန်မြင့်စင်းလေးလိုချင်ကြတာတို့ချွတ်တွေကနှာတန်တန်နဲ့မြင့်လေအဲ့လိုမျိုးတွေချွတ်တွေကမိန်းကလေးဆိုရင်နှာခေါင်းနှာတန်စင်းလေးနဲ့ကော့လေးချိုးယောက်ျားလေးတွေကလည်းကြတော့နှာတန်စင်းလေးနဲ့တန်လေးလိုချင်ကြတာရှိတယ်အဲ့ဒီပေါ်မှာနှာတန်ကစီလီကွန်ထည့်တဲ့ခါကျရင်ပေါ့နော်သူတို့တွေကစီလီကွန်ကအချောင်းလိုက်သူတို့ထည့်တာမဟုတ်ဘူးနော်ကိုလိုရှင်တဲ့ပုံစံတိုင်းကိုဆရာဝန်ကဓာလီနဲ့ပုံဖော်တယ်ပုံဖော်ပြီးသွားမှပုံဖော်ပြီးသွားမှပေါ့နော်ဆရာဝန်ကသူတို့ထည့်ပေးတာအဲ့ဒီတော့ကြောင့်မို့ပေါ့နော်အရန်ကြီးစိတ်ပူစရာမလိုဘူးပေါ့နော်အဓိကကလေးကြတော့ပေါ့နော်ချွတ်တွေကနောက်ပြီးတော့ဒီနာနောက်ကအသားနည်းနည်းလေးဒီနှာခေါင်းထိပ်မှာပဲ့တာလဲရှင်းပြပြီးမယ်တချို့တွေကတရေပါတဲ့သူတွေပါရှိတယ်နာတန်အရန်ကြီးမြည်ချင်တယ်နာတန်မြင့်စင်းလေးလို့ချင်တာတို့ဘာလို့ဆိုရင်ပေါ့နော်အန်ဒီရမရှိရအောင်လို့အဲ့ဒီနာယိုနာအနောက်ကပေါ့နော်အတနုကိုအသားနည်းနည်းလေးကိုဖဲ့ပြီးတော့ဒီနာစီလီကွန်ရဲ့အပေါ်မှာတက်အောက်ပြီးတော့ထည့်ပေးတဲ့ခါကြတော့ပေါ့နော်တချို့တွေကအသားပါတာတို့ချို့တွေကဝက်ချန်တွေပါတွေထားလေးရှိတဲ့ခါကြရင်ပေါ့နော်အဲ့လိုမျိုးအောက်လိုက်တာတို့ဘာလို့ဆိုရင်ပေါ့နော်သူကနှာခေါင်းပေါက်တာတို့ဘာတို့ပေါ့နော်ကြောက်စရာမလိုဘူးချို့တိုင်းမိခိုက်မိတာတို့ဘာတို့ဆိုရင်လည်းပေါ့နော်ကြောက်စရာမလိုဘူးပေါ့နော်ချို့တွေကအကျဉ်းတန်းခံလားဆိုရင်ပေါ့နော်ပုံမှန်ပေါ့နော်ထီမိခိုက်မိတာဆိုရင်ဘာမှမဖြစ်ဘူးအရန်ကြီးသူ့ကိုပေါ့နော်ထီမိခိုက်မိတော့မှပေါ့နော်ချွတ်တွေဆိုရင်လည်းအန်ဒီရရှိတဲ့
အဲ့လိုမျိုးပေါ့နော်အသားပါပြီးတော့ပေါက်တာတို့ဘာတို့ချုပ်တွေဆိုရင်လည်းဘာမှဖြစ်ပဲနဲ့နာတာတွေဘာတွေရှိတယ်နာတာတွေဘာတွေရှိတယ်ဆိုရင်ပေါ့နော်ကိုလောက်ခဲ့တဲ့စီကန်းမှာတွားပြန်မေးပေါ့နော်တွားပြန်မေးတဲ့ခါကျရင်ဆရာဝန်ကတေချာပြန်ကြည့်ပေးမယ်တကယ်မို့တချို့တွေကနှာခေါင်းလောက်ပြီးတော့လို့ရှိရင်ပေါ့နော် promotion စီကိုနဲ့တောင်းထားပြီးဆိုရင်ပေါ့နော်ခွဲစိတ်ပြီးသွားပြီးဆိုရင်ပေါ့နော်သူ့ရဲ့တက်တန်ရှိတယ်တက်တန်ရှိတဲ့ခါကျရင်ပေါ့နော်တက်တန်ပြည့်တဲ့ခါကျရင်နှာခေါင်းနဲ့ထိတ်ကလေနီတာတွေဘာတွေဖြစ်တယ်နီတာတွေဘာတွေဖြစ်တယ်ဆိုရင်ပေါ့နော် तू ကသူ့ရဲ့တက်တန်ကုန်ပြီးဆိုတာနဲ့နှာခေါင်းထိတ်ကနီလာတယ်ဆိုတာနဲ့မြန်ပြန်ထုတ်ပြီးတော့အတစ်ပြန်လဲမလဲဘူးဆိုရင်ပေါ့နော်အဲ့ဒါပေါက်တာတွေဘာတွေဖြစ်တတ်တယ်တတိထားပေါ့နော်ချွတ်တွေက promotion တွေဘာတွေနဲ့တောင်းထားတယ်ဆိုရင်ပေါ့နော်အဲ့လိုမျိုး तू ကအချက်ပြတယ်တကယ်မို့သူ့ရဲ့တက်တန်ကုန်ပြီးဆိုရင် तू ကဒီနှာခေါင်းရဲ့ထိတ်မှာ तू အချက်ပြတယ်ပြတာကိုပေါ့နော်ကိုတတိထားပြီးတော့အေးဘာမှမဖြစ်ဘူးနေလိုက်အောင်မယ်ဆိုပြီးတော့မနေလိုက်နဲ့တကယ်ပေါက်လာတာတို့ဘာလို့ဆိုရင်ပေါ့နော်ပို့ပြီးတော့ကိုအတွက်ဘယ်လိုပြောမလဲအန်ဒီရတော့မရှိဘူးပေါ့နော်နှာခေါင်းကသွေးကြောတွေဘာတွေနဲ့အရန်ကြီးအလွတ်ကြီးအန်ဒီရတော့မရှိဘူးဒါပေမဲ့နှာခေါင်းပျက်စီးသွားတာတို့ဘာလို့ဖြစ်တတ်တယ်ပေါ့နော်ကျေးဇူးပါ